ကိုချလောက်ပေါ်ကိုရက်တီမဲ့မိမဆိုတာဘယ်မျိုးသားကိုမှတစုံတစ်ခုအတွက်မိခိုဖို့စိတ်မကူပါဘူးဘယ်ရက်တီတာဘယ်ပတ်ဝန်းကျင်ပဲဖြစ်ဖြစ်ရင်ဆိုင်သွားလာဖို့တတိအပြည့်ရှိပါတယ်လူတွေကိုကိုမမှားလဲပြန်မပြောရတဲ့ကြောက်ရွံ့နဲ့အလျှော့ပေးတတ်တဲ့မိန်းကလေးမျိုးမဟုတ်ပါဘူးဘဝရဲ့လောကရန်အနှိမ့်အမြင့်စိန်ခေါ်မှုအလုံးကိုတန်မာနဲ့နောက်မဆုတ်တမ်းဖြတ်ကျော်သွားမယ်အမျိုးသမီးပါလူတိုင်းကိုအားနာပြီးလိုက်ရောနေမှာမဟုတ်ပါဘူးလိုအပ်မှအနားရောက်လာသူတွေကိုလည်းအရေးတယူဆက်ဆံနေမှာမဟုတ်ပါဘူးနေရာတိုင်းမှာမိန်းကလေးမှုနောက်ကျကြံခဲ့ရတာမျိုးမဖြစ်ရအောင်ကိုဘဝတိုးတက်ဖို့အမြဲလေးလာသင်ယူနေမဲ့သူမျိုးပါဘသူကိုမှဖတ်တွယ်မနေပါဘူးကိုတယောက်တည်းလဲတောက်ပစွာအောင်မြင်စွာရပ်တည်နိုင်တဲ့သူမျိုးပါ